ဒီမှာတခြားချင်းနော်ဒီရှိကိုနဲ့ရှိပေါင်းခွန်လေးနဲ့ပေါင်းရှောက်လို့ရှောက်ပေါင်းဆိုင်ကငါခုနဲ့ခွန်ပေါင်း14ဆိုပြီးလေးစီနီယန်စင်ကနော်ခွန်ရှောက်ငါလေးအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကခွန်လုံးပိုင်းနောက်ပေးရထားပြီနောက်တစ်မျိုးကျတော့ဒီရှင်းနဲ့ကိုပေါင်းခွန်နဲ့ငါပေါင်းခွန်နဲ့သူညပေါင်းခွန်နောက်ကဒီရှင်းနှလုံးပေါင်းခွန်ပြရမယ်ဆိုလို့ရှိရင်ဘာကနဖြစ်မလဲဆိုတော့ဒီရှင်းနှလုံးပေါင်းခွန်မနော်ဘာကနဖြစ်မလဲဆိုတော့ဆက်ရှာကြည့်လိုက်မယ်ဒီရှင်းမှာဒါရင်ကြည့်လိုက်မယ်ဒီသုံးလုံးပေါင်း6 9 10ပေါင်း23 6 9 10ပေါင်း23ရ3နောက်ဆုံးတစ်လုံး3ပေါ့3ပဲယူရမယ်3ဆယ်ကနမယူခုကနမယ်နော်ဒီမှာ23ဒီမှာ3နောက်တစ်ခါကျတော့တင်းလင်းကနေဆိုပြီး30နှစ်ဒီမှာသူည6 5ပေါင်း17ဒီမှာ1စီရင်ဒီမှာ3နှစ်1ဒီမှာဆိုလို့ရှိရင်ပါလဲသူညစီနီယံသူတို့ကတေးပြီးစီနော်တာသူညနောက်ဆက်ကျွန်တော်တို့ရှိတာပါတော့ဆိုလို့ရှိရင်နှစ်ရှိပြီဒါဆိုလို့ရှိရင်နောက်နှလုံးပေါင်းကဘာဖြစ်ရမှာရှစ်နှစ်စပေါင်းဆိုလို့ရှိရင်30အဆိုသူညအဲ့ဒါဆိုလို့ရှိရင်ခုနကျွန်တော်တို့ခုနောက်ပေးလဲရထားပြီဆိုတော့ဒီမှာဒီနောက်နှလုံးကချစ်ပြဖို့ဘာလို့အလဲတစ်လဲထိုင်တော့ဒီမှာတရားကြည့်ခုနောက်ပေးရဲ့တစ်လဲထိုင်ရေဟုတ်ပြီနှလုံးရထားပြီနော်အဲ့ဒီကွဲနေမှာတော့ကျွန်တော်တို့ထွေးမဲ့ကနန်းကိုထိုးလို့ရပြီဒီမှာပြန်ကြည့်လိုက်ဒီမှာခွန်ချင်းလုံးပေါင်းခွန်ဒီမှာချင်းလုံးပေါင်းခွန်ချင်းလုံးပေါင်းခွန်ဒီမှာချင်းလုံးပေါင်းခွန်ဒီမှာကျတော့နောက်နှလုံးပေါင်း10ဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့အလဲထိုင်လဲရထားပြီဒီမှာခွန်တော့ပေးလဲရထားပြီခုနကတိအလဲထိုင်နဲ့ခွန်တော့ပေးကိုကျွန်တော်တို့ရှင်းနှလုံးပေါင်းခွန်ပြရမယ်ဆိုလို့ရှိရင်ရှော့တကွေးထဲပဲချပ်တိခွန်တဲ့ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာပြန်ကြည့်လိုက်မယ်6 9 6ထိုက်ပြီးတဲ့ကဏ္ဍကို6 9 6တလုံးပြန်ကြတယ်8 9 8ဒီမှာ9နောက်တစ်ခါနေ9နဲ့နေ9နဲ့ဒီမှာဆိုလို့ရှိရင်8 9 5ဆိုပြီး9ပြန်ကြတယ်ဒီက9 9နဲ့ပြင်ကြောင်းကတော့ဒီမှာ9 9ကိုဒီမှာတလုံးပြန်ကြမယ်ဆိုလို့ရှိရင်ဒီမှာ9လဲပါတယ်ဆိုတော့ဒီမှာ9တလုံးဒါလည်းသက်ဆိုင်မှုရှိတော့နော်သိချတယ်နောက်တစ်ခါကျတော့ကျွန်တော်ဒီမှာစကြည့်လိုက်မယ်ဒါကတော့ကျွန်တော် break ကြည့်လိုက်မယ်14ဖြစ်ဖို့တော့ဒီမှာ6လဲတိုင်းဒီမှာ8 9 4ဆိုလို့ရှိရင်ဘယ်လောက်တော့9 9ပေါင်း4ဒီမှာ9ရှိတဲ့အတွက်ကြောင့်4ဖြစ်ဖို့တော့ဒီမှာ3 break 5 break ပေါ့8 46 9ပေါင်း15ဒီမှာနော်5 break ဒီခါကျတော့3ဖြစ်ဖို့တော့ဒီမှာလောလောဆယ်ပါရှိတော့4အဲ့4စဉ်3ဖြစ်ဖို့တော့ဘာလို့အမှဆိုရှင်9 break ဖြစ်ရမယ်ဆိုရှင်နေ9နေဆိုဒီမှာ9 break ဒီမှာ3နော်စီနီယံပြန်စီနော်မှာနောက်ခါဒီမှာလည်းနှစ်ခွန်တုံည6ဒီမှာ6လဲထိုင်ရှိထားတဲ့အတွက်ကြောင့်နှစ်ဖြစ်ဖို့ဘာလို့အလဲ3 break ကြပြမယ်ဆိုခွန်တုံည6ဒီမှာနော်နှစ်အဲ့ဆိုလို့ရှိရင်ဒီတစ်ခါတိတ်ဖြစ်ရမယ်ဆိုရှင်လောလောဆယ်သူရှိတော့ပါတော့ခွန်ကျွန်တော်တို့ဘာ break လို့ရတော့4 break ဒီမှာကြည့်လိုက်4 break ဟုတ်လားရှစ်14 break ဒီမှာနော် okay ပြီးကြတယ်ပတ်စံမှုရှိတယ်နောက်တစ်ခါဒီမှာကျွန်တော်တို့ပေါ်နဲ့ခန်းနဲ့ယူသွားတယ်ဒီကောင်ကျတော့ဒီသုံးလုံးပေါင်းချင်းနဲ့ပြီး6စနစ်9တေးဒီမှာတေး6ရှစ်ပေါ်နဲ့ခယူသွားတယ်ဒီသုံးလုံးပေါင်းချင်းအားဖြင့်သူညပေါ်နဲ့ကသူည9ခုဒီမှာသူချသွားတာ16တေးဒီမှာ8လုံးပြန်ကြခု9သူညဆိုပြီး9ပြန်ကြနောက်တစ်ခါ8 9 5ဒီမှာဗရိတ်တော့ nip break nip break 8 9 5ကို nip break ဆိုနေပေါ်နဲ့ခယူရမယ်ဆိုရှင်နေ့လေးနေ့ခုဆိုပြီးခုနှလုံးပြန်ကြတယ်နော်ခုရချုံခုပြန်ကြတယ်နောက်တစ်ခါ9ခုနဲ့ဒီ9ခုနဲ့မှာဘာလဲဆိုလို့ရှိရင်9ခုနဲ့9 ship break 8တစ်3တစ်8တလုံးပြန်ကြမယ်ဆိုရှင်ဒီမှာတစ်ပါတယ်ဒီမှာတစ်တိုက်ဆိုင်မှုရန်ရှိတယ်နော်ညာတော့ကီးဒါလည်းကီးပဲကီးပြန်ချပြမယ်ဒီမှာကိုအလဲထိုင်ယူပြီးတော့မှဒီမှာကိုပေါ်နဲ့က9 6 4ဆိုပြီးဒီမှာ9 9နောက်တစ်ခါ4 9နဲ့
လေးအလဲထိုင်လေးကိုနှစ်ဆိုပြီးတစ်လုံးပြန်ကြဆိုရင်နှစ်ငါနှစ်ဟုတ်ကဲ့ရှိကိုငါကိုအလဲထိုင်ကိုပေါ်နဲ့ခယူကိုရှောင်းလေးကိုရှောင်းလေးဆိုရှင်တစ်လုံးပြန်ကြခွန်တုံရ6ဒီမှာ6ဖြစ်တယ်နောက်တစ်ခါကိုခွန်နှစ်ခွန်အလဲယူပြီးတော့မှပေါ်နဲ့ကခွန်တုံရနှစ်တစ်လုံးပြန်ကြမယ်ဆိုလို့ရှိရင်ဒီမှာခွန်ဒီမှာခွန်ဒါလည်းတစ်လုံးပြန်ကြတဲ့ဟာ665တပင်ကြောင့်တစ်လုံးပြန်ကြ6ပြန်ကြတယ်9ခွန်8တပင်ကြောင့်ပြန်ကြဒီမှာ8ခွန်နှလုံးပြန်ကြတယ်နောက်က145တပင်ကြောင့်9ပြန်ကြခွန်တုံရ6လုံးပြန်ကြဆိုလို့ရှိရင်ဒီမှာခွန်တုံရ6တစ်လုံးပြန်ကြခွန်လည်းပါတယ်6လည်းပါတယ်ဒီ堆စိုက်အားလုံးတွေပေါင်းပြီးတော့မှကဏ္ဍဟာဘယ်နှခွက်ပြန်ထိုက်လေးရှိသလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်ပြန်စီထားတဲ့ကဏ္ဍနေမှာဆွဲတဲ့တိတ်လေးနဲ့ပြန်စီပြနှစ်လေး6 8 10 14 18堆ဆိုင်ဒီမှာတပတ်မှာသူကဘယ်နှလုံးလဲနှစ်4 6 8 10 14 16 18ခွက်ရှိရင်ဒါတဲ့နော်ဒါကတော့ဒီဟာကတော့8ကို8ထွေးထားတဲ့ပတ်ပေါ့ဒီမှာကျွန်တော်တို့ဒီမှာတွေ့လားဒီမှာ8လုံးပိုင်ကျမ်းပါနော်ဒီမှာ8လုံးပိုင်နဲ့ရှင်းတော့ပေးရထားတယ်ပြီးတော့ဒီ8နှလုံးပေါင်းကခွန်ဖြစ်ရမယ်ဆိုပြီးတော့မှဒီနောက်နှလုံးဒီမှာဒီနောက်3လုံး3ဖြတ်မယ်ဆိုတော့ဟာမျိုးနဲ့သက်ဆိုင်တဲ့အရာနဲ့ကျွန်တော်ဒီမှာထုတ်ပြထားရရှိတယ်ဒီမှာဒီဟာလေးတွေဘယ်ရတော့ကျွန်တော်များတာကျွန်တော်တို့ကတွဲဆိုင်မှာကနဒီ18ခွဲထိုက်လာတော့အဲ့ဒီ18ခွဲထဲမှာဘယ်ကွဲကိုထိုးရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ရှင်းနောက်ပိတ်လုံးပိုင်နဲ့ရှင်းနှလုံးပေါင်းခွန်ကိုရှာမှာအဲ့ဒါဆိုလို့ရှိရင်ရှင်းနောက်ပိတ်ဆိုရင်ဘယ်ကနနော်ဒီမှာ8ကို8တလုံးရယ်3 4 8ရယ်3 6 8ဒီမှာဒီကောင်တွေကရှင်းနှလုံးပေါင်းခွန်လည်းဖြစ်တယ်ရှင်းနောက်ပိတ်လည်းဖြစ်တဲ့အတွက်ကြောင့်ဒီကန3ခွဲအဲ့ဒါဘာသွားလဲဆိုလို့ရှိရင်ဒီမှာ8ကို8ထိုက်သွားတယ်နော်အေးနောက်တစ်ခါကျတော့ဒီနှစ်9နှစ်ပေါ့ဒီနှစ်9နှစ်ထိုက်တဲ့ပတ်ရှာကြည့်လိုက်မယ်နှစ်9နှစ်တော့ဘာလဲနှစ်နောက်ပိတ်နှစ်9နှစ်တိုက်ဆိုင်နေမှာဆိုလို့ရှိရင်တို့ကဒီမှာတစ်ခါတည်းတမ်းပါလာနှစ်9နှစ်နဲ့ရှင်းလုံးပေါင်းခုနှစ်နှစ်9နှစ်နောက်ပိတ်တာတယ်နှစ်9နှစ်နောက်ပိတ်မဟုတ်ဒါဆိုင်တဲ့ကဏ္ဍနဲ့ကောင်ပြန်ထုတ်တာဒီမှာသူကခုနှစ်ညာလည်းနှစ်နောက်ပိတ်ရှင်းလုံးပေါင်းခုဒီကောင်လည်းမထွက်လာဒီမှာခွန်သူကနှစ်ဒီမှာလည်းနှစ်နောက်ပိတ်ပဲဒီရှင်းလုံးပေါင်းခုဒီကောင်မထွက်ဘူးပြီးတော့ဒီမှာနှစ်9နှစ်ဆိုပြီးတော့မှဒီမှာရှင်းလုံးပေါင်းခုလည်းဖြစ်တယ်နှစ်နောက်ပိတ်လည်းဖြစ်တယ်ဆိုတာမှာတော့နှစ်9နှစ်တဲ့လာထွက်သွားတာဒီချက်ကြည့်လိုက်ဒီမှာတကယ်တမ်းတော့နှစ်နောက်ပိတ်နဲ့ဆိုင်တဲ့ကဏ္ဍကဘယ်လိုပဲမရှိခွန်သူကနှစ်ရယ်သူကခုနှစ်ရယ်နှစ်9နှစ်ရယ်3ခွဲပဲထိုက်တယ်နောက်တစ်ခါကျတော့ဒီမှာခွန်သူက6ခွန်သူက6ထွက်တဲ့ပတ်ဒီမှာကျွန်တော်တို့နောက်ပိတ်ပဲရထားတယ်6နောက်ပိတ်အပိုင်ရထားတယ်ပြီးတော့ရှင်းနှလုံးပေါင်းခွန်ဒီမှာရှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ခွန်နောက်ပိတ်မြန်ပဲရှာလိုက်မယ်အချိန်သားအကုန်လေခွန်နောက်ပိတ်ကနန်းမဟုတ်ဘူးဗာလဲရှောင်းနောက်ပိတ်ကနန်းပါ sorry ရှောင်းနောက်ပိတ်ကနန်းရှောင်းနောက်ပိတ်ဒီမှာရှောင်းနောက်ပိတ်ဆိုလို့ရှိရင်ဒီမှာ3 4 6တကွိုင်းနဲ့9 6နဲ့သူညခွန်6ရှင်းနှလုံးပေါင်းခွန်ဟုတ်လားဆိုလို့ရှိရင်ဒီမှာရှင်းလုံးပေါင်းခွန်ဟုတ်တယ်ဒီမှာရှင်းနှလုံးပေါင်းလည်းခွန်ဟုတ်တယ်နောက်တစ်ခါကျတော့ဒီသူညခွန်6သူထွက်သွားတာပါလေခွန်သူည6ဆိုပြီးဒီ6နောက်ပိတ်လည်းဖြစ်တယ်ဒီမှာရှင်းနှလုံးပေါင်းခွန်လည်းဖြစ်တယ်ဒီမှာဒီထဲမှာတော့ပတ်လဲပြီးထွက်သွားတာမဟုတ်နော်ဒါကြတော့သူညခွန်6ခွန်သူည6ဒါနောက်ပိတ်အပိုင်နောက်ပိတ်ကြတော့နေရတိကျရထားတဲ့အတွက်ကြောင့်မလို့ဒီရှေ့ဟာကိုကြတော့ဘယ်လိုနေရာလဲရမှလဲဆိုတာယူခေါ်ကြတခုနဲ့ပြန်ထောက်ပြမယ်ပြန်နှမ်းမှာပြန်ထောက်ရမှာလဲဆိုတော့
Băng khun bên nhà này biến thôi mà hôm nay đi nhà biến chiêm mà đi nhà biến thóc bia mà vào lúc khun thằng nhá chọn đi bao gồm chỉ lại xin nó bây giờ thay ya thay đi tông long bao bị tông phía mẹ rồi xí nhưng mà xin để cho gã lê nhưng mà cố lê thay tông cố lê thay phải ya là vì đã là rồi xí nhưng mà nên anh đi thay ra để ba cả thì mà bỏ mà ngã nên nó biết thì mà nó thì mà nên nó biết ya là để là rồi xí nên phía bên phải thì mà ngã lại sẽ tự sẽ nên nhưng mà nên phía để nó là khá đi khun đừng cho khu hà cầu nó đi thế mà cho tôi xí đã nó thu thà để thế mà gã đừng khun chọn nó tôi thấy đã khun đừng chọn đã rồi xí tiệm man đó là đi nào tiền thọ lại tí xin nhận tông nét tết thì mà tết phía mình rồi xin lo thì xin đằng là rồi xin đi mà cho nó bây đi mà cho nó bây giờ thà thì là rồi xin sẽ tết phía thì đi lấy mà bà này tụng nhà bên xin mà là rồi xin nhìn tụng nhà phía thà để cho đi xin là long bông mà khun phía mình rồi xin bà này khun long về theo mà này tụng nhà lấy lại rồi mà này tụng nhà khun cho rồi bị khun tụng nhà cho là này biến chỉ thành tết quay theo về thua mà khun tụng nhà cho nó là khá rồi đi mà đi khá chót đi khun thế cho nó yên trái cái này đi mà thì sẽ lấy chi lại nó đã nó đi bắt thôi mấy cái này chỉ mà chỉ đã gã khun nó bé xin lông bông khun nó bé xin lông bông khun chỉ có là khun nó bé chỉ mà biết đâu mà chỉ mà lấy khun nó bé nữa lâu chỉ mà lấy khun nó bé chỉ mà tông quay bé xin nó khun nó bé rồi xin là long bông lấy khun phía mình rồi xin điều này xin long bông khun cô xin khun được không biết đâu mà chỉ mà cho nên tới bông khun nó bé rồi xin cho tới khun được rồi biết đâu mà khun nó bé ye đi xin mà tông nè lấy xin khun đi tông quay là mà cô xin khun nè cho tới khun nè lấy tông khun nè tông quay bé được quay cô bị thôi mà lấy xin xin đi tới sai này biến chỉ lại mẹ làပြထားပြီးเนาะ3နှစ်တစ်စံသူမြတ်ဖြစ်မယ်လောလောဆယ်ကျွန်တော်တို့ဒီနေရာမှာဗာရထားပြီလေကျွန်တော်ဒီနေရာမှာဒီခုနှုတ်ပိတ်ရထားပြီเนาะအဲ့ဒီခုနှုတ်ပိတ်ကိုခုနဲ့နေပေါင်းမလို့လေကိုအစံသူမြတ်30ဖြစ်ဖို့တော့ကျွန်တော်ဒီမှာဘာလို့ရလဲတစ်လို့ရတယ်เนาะဟာတစ်အဲ့ဒါတစ်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ခုနဲ့တင်းနဲ့ပေါင်းမလို့လေရှစ်နဲ့နင်းနဲ့ပေါင်း30ဒါဆိုသူများဖြစ်တည်ရှာတော့ပြီအဲ့ဒါဆိုဒီတစ်အလဲတိုင်းလေးရထားတယ်ရှစ်လုံးပေါင်းခုဆိုတော့ဘာလို့အားလဲ6တစ်ခုဒီမှာကြည့်လိုက်မယ်ကြိုက်လားဒီမှာကြိုက်လားဆိုလို့ရှိရင်ဟုတ်ဘူးဒီမှာခဏနေပါဒီမှာတဲ့ဤတခါတည်းအတန်းဖြစ်တယ်နော်6တစ်ခုဒီမှာဘာမှအားစရာမလိုဘူးဒီဘက်ကပဲထိုးရမှာပါ6တစ်ခုဒါတွေအားလုံးသိချာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကဏ္ဍတွေဟာရန်ရမယ့်တခြားဒါရန်ရမယ့်ကဏ္ဍတွေဖြစ်ပါတယ်ဒါကြောင့်တကယ်လို့ဒီကောင်ဟာဖောက်ခဲ့မယ်ဆိုလို့ရှိရင်ဒါရန်ထားရမယ့်ဟာတွေဖြစ်တယ်တကယ်အဓိကထိုးမှာကတော့68ခုနဲ့61ခုနဲ့43ခုအရေးကြီးဆုံးကဒါအလုံးနဲ့ပဲအောမယ်ဆိုလို့ရှိရင်ဒီကောင်ပဲထိုးရမှာ